น้องลุงเงี้ยได้ลีนึกเล่ากับบอกกระทงนึกสิบติดสอบไปมาเมื่อมาในงานนีบีดอมากายเล่จิงหันลงนี่เลยนี่เบียเดียวตู้วิดีโอไฟล์เลยဟုတ်ကဲ့ဖတ်မှရရပဲဟုတ်တယ်ตัวตามาเล่จิงหันลงนี่တော့น้องมาစစ်ကားကြီးအများကြီးလွတ်တော့ဘက်ကိုတွားနေတာ哦မထင်းမပဲရိုက်မိလိုက်တာလေဟုတ်ပါတယ်အဲ့ဒါကပဲအာနာသိမ့်မှုရဲ့တခုတည်းသောရုပ်တံမှတ်တမ်းဖြစ်သွားရောကြောက်စရာကောင်းတဲ့ပြီးတွင်းစစ်ကြီးရဲ့အစလို့ပြောမှာပဲအခုဆိုလီးနေကြော်လာပြီဟုတ်ကဲ့အကြမ်းဖက်မှုတွေကရက်မသွားဘူးပိုတော့ဆိုးလာသလိုပဲဟုတ်ဗျာကျွန်တော်ကြည့်ခဲ့တဲ့အရင်းမြစ်တဲ့ထဲမှာဆိုလူပေါင်း82,000လောက်တည်ဆုံးခဲ့ပြီနောက်ပြီး3.2တန်းကျော်အင်ဂျီယာချီမဲ့ဖြစ်ကုန်ပြီအခြေအနေကဆိုးရွားပါတယ်အခုလက်ရှိအာဏာပိုင်တွေပေါ့လေစစ်ကောင်စီကနိုင်ငံရဲ့9ပုံတပုံလောက်ပဲထိန်ချုပ်နိုင်တော့တယ်လို့ဆိုတယ်တကယ်ကိုစိတ်မြောင်မြောင်ရှိနေတာဒေတာလိုက်တိုက်ပွဲတွေလည်းပြင်းထန်နေတော့မယ်ဟုတ်ပါတယ်ဒီနေ့ကျွန်တော်ရားထားတဲ့အရင်းမြစ်တွေကိုတေချာကြည့်ပြီးတော့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုအထွေးကြကြဆွေးနွေးကြည့်ကြအောင်ဒီရှုပ်ရှုပ်ထွေးထွေးပြည်တွင်းပဋိပက္ခတွေကဘလို့ပုံစံရှိလဲဘယ်ဖွဲ့တွေပါနေလဲနောက်ပြီးတော့အရေးကြီးတာကအိန္ဒိချင်းအရာကြီးတွေလဲတရုတ်အိန္ဒိယနောက်ရုရှားအမေရိကန်တို့ကတော့ဘလို့ဝင်ပါနေလဲသူတို့ရဲ့မဟာဗျူဟာတွေကဘာတွေလဲပေါ့ဟုတ်ကဲ့အဲ့ဒါတွေကိုတေချာစမ်းစစ်ကြည့်ဖို့လိုပါတယ်ဒီချက်တွေကအနာဂတ်အတွက်ဘာကြောင့်အရေးကြီးလဲဆိုတာကိုပါသုံးသပ်ကြည့်ကြမယ်လေဟုတ်ပါတယ်ဒါကလေတာမန်ပြည်တွင်းစစ်မဟုတ်တော့ဘူးရှင်ဒေတာတွေအင်အားကြီးတဲ့မဟာဗျူဟာတွေအကျိုးစီးပွားတွေအကံမှုတွေအကုန်ရောရှက်နေတဲ့ပထဝီနိုင်ငံရေးကစားခွဲကြီးလို့ဖြစ်နေပြီဟုတ်တယ်နောက်တစ်ခုအရေးမြင့်တွေကထောက်ပြတာကဘဲဟောအစိုးရအာဏာရော့သွားတဲ့အခါဖြစ်လာတဲ့လေဟာနယ်တွေမှာပေါ့လေမြန်မာနိုင်ငံမှာမူရည်ဆဲဝါလူကုန်ကူးမှုလက်နက်မောင်းခိုရာဇဝမှုတွေရဲ့ဘဟုလိုဖြစ်လာနေတယ်ဆိုတာပဲအိုးဒါလည်းစိုးရင်စရာပဲဟုတ်ပါတယ်ဒီတော့ဒီအရင်မြင့်တွေထဲကအဓိကအချက်တွေကိုတစ်ခုချင်းစီတေချာလိလာကြည့်ကြတာပေါ့နိကောက်ပါပြီပထမဆုံးအဲ့ဒီပြည်တွင်းမှာအစိတ်စိတ်အမျော်မျော်မှာဖြစ်နေပုံကိုအရင်ကြည့်ကြအောင်ဗဟိုအစိုးရဆိုတာကတော့အခုဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အဖွဲ့ပေါ့နော် SSBC လို့ခေါ်ကြတယ်ဟုတ်ကဲ့နိုင်ငံတော်လုံခြုံရေးညင်ငင်းချမ်းရေးကော်မရှင်ဟုတ်တယ်ဒါပေမဲ့တကယ်တမ်းကျတော့တကယ်တမ်းမြေပြင်မှာထိန်းချုပ်နိုင်တာနည်းနေပြီဟုတ်တယ်နေရာတော်များများကတူယူလောက်အောင်မှာတကယ်တမ်းမရှိတော့ဘူးလို့ဆိုတယ်မှန်ပါတယ်နိုင်ငံရဲ့အစိတ်ပိုင်းတော်များများမှာလေကိုပိုင်အုပ်ချုပ်ခွင့်တို့ခွဲထွက်ရေးတို့ရည်မှန်းတဲ့ဒေသခံအင်အားစုတွေကကိုပိုင်အုပ်ချုပ်ရေးမြေလို့ဖြစ်လာနေပြီသူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေနဲ့တွားနေကြရတာဘယ်ထွက်တွေကအဓိကလဲသူတို့ရည်မှန်းချက်တွေကပါတယ်လဲဆိုတာလေးအချင်းချုပ်ကြည့်အောင်အရင်မြစ်တွေရမြောက်ပိုင်းမှာဆိုရင် KIA နော်ကချင်လွတ်လပ်ရေးတပ်မတော်ဟုတ်တယ်KIA ကချင်ပြည်နယ်မှာအဓိကပဲသူတို့ကကိုပိုင်အုပ်ချုပ်ခွင့်နဲ့လွတ်လပ်ရေးအထိရည်မှန်းချက်ရှိတယ်လို့ဆိုလဲအနောက်ပိုင်းရခိုင်မှာကြတော့အခုအရန်အင်အားကြီးလာတဲ့ AA ရခွင့်တော်ဟုတ်ကဲ့ AA ကတော့ကိုပိုင်အုပ်ချုပ်ခွင့်ရခိုင်နိုင်ငံတော်ထူထောင်ရေးကိုဥတီနေပုံရတယ်ရှင်လုံးဝခွဲထွက်ရေးအထိတောင်ဖြစ်နိုင်တယ်ချင်းပြည်နယ်မှာကြတော့ပိုရှုပ်တယ်နော်အဖွဲ့လေးတွေအများကြီးပဲဟုတ်ပါလေချင်းပြည်နယ်ကအဖွဲ့ငယ်လေးတွေအများကြီးပဲစစ်ကောင်စီကိုရောတခါတလေအချင်းချင်းမှာတိုက်နေကြလားအနာဂတ်ချင်းပြည်နယ်ရဲ့ကိုစားပြုမှုအတွက်စ조사နေကြတယ်ဆိုပါတော့အရှိဘကရင်နဲ့ကရင်နီမှာလည်းဟိုးရင်ကတွေကတိုက်ပွဲဝင်နေတဲ့အဖွဲ့တွေရှိနေစေပဲဟုတ်ကဲ့ကရင်နဲ့ကရင်နီအဖွဲ့တွေကတော့စာစုနှစ်တွေနဲ့ချီပြီးသူတို့လူမျိုးစုနယ်မြေအတွက်တိုက်နေကြတာရှမ်းပြည်နယ်ကတော့ပိုတောင်ဆိုးတယ်ရှမ်းပြည်နယ်ကအကွဲဆုံးပဲလားပထဝီဝင်ရောနိုင်ငံရေးအရာရောရှုပ်ထွေးတယ်ပြိုင်ပတ်အုပ်စုတွေအများကြီးတချို့ကဖက်ဒရယ်ကိုပိုင်အုပ်ချုပ်ခွင့်လိုချင်တယ်တချို့ကလုံးဝခွဲထွက်ချင်တယ်ဒါတဲ့အပြင်ကိုအာနာသိမ့်ပြီးမှပေါ်လာတဲ့ PDF တွေလည်းရှိသေးတယ်လေပြည်သူ့ကာကွယ်ရေးတပ် NUG ကဖွဲ့ထားတာဟုတ်ပါတယ် PDF တွေကတော့အဓိကဖမာပြည်မှာအလဲပိုင်းနဲ့တောင်ပိုင်းမှာလှုပ်ရှားကြတာများတယ်သူတို့ကြွေးကြော်တာကတော့စစ်အာဏာရှင်စနစ်ကိုဖျောက်ချပြီး Federal Democracy တည်ဆောက်ဖို့ပေါ့လေဒါပေမဲ့သူတို့လူမျိုးစုအခြေခံမဟုတ်ဘူးနောက်ပြီးပဟိုချုကိုင်းမှုလည်းနည်းနည်းအားနည်းတော့တချို့တိုင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေနဲ့အနာဂတ်နိုင်ငံပုံစံအပေါ်မှာသဘောထားကွဲလွဲမှုတွေရှိနေပုံရတယ်အထူးသဖြင့်ကိုပိုင်နိုင်ငံလူချင်းတဲ့အဖွဲ့တွေနဲ့ပေါ့ဟုတ်မှာပဲဆိုတော့အတွေးမှာကိုပဲအကျိုးစီးပွားရည်မှန်းချက်မတူတဲ့အဖွဲ့ပေါင်းစုံလှူရှားနေတာကိုဒါကအချီနေကိုပို့ရှုပ်စေတာပေါ့ဟုတ်ကဲ့ဂျိုဒီတို့မှာရှုပ်ထွေးနေတော့မှာပဲအပြင်ကအင်အားကြီးတွေရဲ့ပါဝင်ပတ်သက်မှုကပိုအရေးပါလာပြီအထူးသဖြင့်တရုတ်ရဲ့အခန်းကဏ္ဍကအရန်ကြီးတယ်လို့လေးလာခဲ့ရတယ်ဟုတ်ပါတယ်တရုတ်ကမြန်မာမှာယင်းနှီးမြုံနှံမှုတွေများလိရှိတယ်
နောက်ပြီးပထဝီနိုင်ငံရေးအရာအရေးပါတဲ့မဟာဗျူဟာအကျိုးစီးပွားတွေရှိနေတော့ဒီပဋိပက္ခကနေအများဆုံးတမမောဆုံးရှုံးမှုအများဆုံးဖြစ်နိုင်တဲ့နိုင်ငံပဲဒါပေမဲ့သူတို့ကတစ်ဖက်တည်းကိုအပြည့်အဝရက်တည်လို့မရဘူးလေဒါကြောင့်မြေပြင်မှာရှိတဲ့အင်အားစုတော်တော်များများနဲ့ဆက်ဆံရေးကိုထိန်းထားတယ်ဟန်ချက်ညီအောင်ကစားနေရလို့ပြောရမှာပေါ့ အဲ့ဒီဟန်ချက်ညီအောင်ကစားတယ်ဆိုတော့လေနည်းနည်းထပ်ရှင်းပြပါအောင်ဘယ်လိုမျိုးလဲ အဲ့ဒါကလေအရင်မြစ်တရဆိုရင်တရုတ်ကစစ်ကောင်စီကိုလက်နက်တီစစ်ပစ္စည်းတွေဆက်ရောင်းနေတယ်လို့ပဲ ဟုတ်ကဲ့ တစ်ဖက်မှာလည်းနေဆက်ကနေတူပုံအဖွဲ့တချို့စီကိုစီးဝင်နေတဲ့တရုတ်လက်တွေကိုလည်းတိတိကြီးနဲ့လစ်လွှချူထားပုံရတယ်အထူးသဖြင့်ဝါအဖွဲ့ WUSA လို့သူတို့နဲ့နီးစပ်တဲ့အဖွဲ့မျိုးပေါ့ WUSA ကိုလက်နက်တပ်ဆင်ပေးထားတယ် WUSA ကနေတရှင် AA လို့တခြားအဖွဲ့တွေကိုလက်နက်တွေဆက်ရောက်နေတယ်လို့တုံ့တက်ကြတယ် အော် အဲ့လိုနှစ်ဖက်ကိုထိန်းကစားတော့တရုတ်ရဲ့ပိုက်လိုင်းတို့စီးပွားရေးစီမံကိန်းတို့လိုအကျိုးစီးပွားတွေကိုလက်နက်ကင်အဖွဲ့များစုကတိုက်ရိုက်ဖွင့်မှတ်မထားကြဘူးဆိုတဲ့မပြောဘဲသဘောတူထားသလိုဖြစ်နေတယ်လို့ဆိုတယ် ဒါမှတော်တော်စိတ်ဝင်စားစရာပဲတရုတ်ကတော့မြန်မာပြည်ကဘာလို့တော့အရေးပါနေရလဲမဟာဗျူဟာအရာ အဓိကကတော့အိန္ဒိယသမုဒ္ဒရာကိုတိုက်ရိုက်ကုန်းလန်းပေါက်နိုင်တဲ့တခုတည်းသောအိန္ဒိချင်းမှုလိုပဲရှင် ဟုတ်ကဲ့ ဒီကုန်းလန်းစင်ကြံကမလက်ကရဲ့လက်ကြောင်းလိုမျိုးပိတ်ဆို့ခရနိုင်တဲ့ပင်လယ်လန်းကိုရှောင်ကွင်းနိုင်တယ်ဆိုတော့တရုတ်ကွန်စီတဲ့အပြင်ထုတ်ဖို့တော့အရှိရလက်ပိုင်းကရေနံလိုစွမ်းရည်နေအာဖရိကကတပ်တူတွေတွင်းဖို့ပါအလွန်အရေးပါတယ် ဒါကြောင့်ပိုက်လိုင်းတွေအရင်ဖောက်ထားတာပေါ့နော်ရေနံနဲ့တဘာဝတန်းကြီး ဟုတ်ပါတယ်အခုအဲလန်းကြောင်အတိုင်းပဲဝေးပြေးလန်းမြနုမြစ်ရထလန်းနေပါပါတယ်တရုတ်မြန်မာစီးပွားရေးစင်ကြံ CMEC ကိုလို့ဖို့စ조사နေတာ အရေးအမြတ်တွေမှာရခိုင်ကစီမံကိန်းကြီးနှစ်ခုကိုအထူးပြုပြောထားတယ်ဒေါ်လာ9.3ဘီလီယံတန်ကြောက်ဖြူရည်နဲ့စိတ်ကံနောက်1.3ဘီလီယံတန်အထူးစီးပွားရေးဆောင်ဒါတွေကအဲ့ဒီစင်ကြံလန်းရဲ့အိန္ဒိယထမှုတရားပဲထွက်ပေါက်တွေပေါ့ ဟုတ်ပါတယ်အဲ့ဒါတွေကတရုတ်အတွက်အသက်သွေးကြောပဲဆိုတော့အဲ့ဒီစီမံကိန်းတွေလုံခြုံရေးကအရေးကြီးဆုံးပဲလေ ဟုတ်တယ် တမိုင်းကိုပြန်ကြည့်ရလဲ88နောက်ပိုင်းအနောက်ကတန်ခတ်တော့မြန်မာစစ်အစိုးရကရေကိုအောက်ကိုခဲ့ရတာဒါပေမဲ့တစ်ဖက်နဲ့တစ်ဖက်ကပြေဝယုံကြည်မှုတော့မရှိဘူးမြန်မာစစ်တပ်ကမျိုးသားရေးစီပြင်းတော့တရုတ်ကိုတိတ်မိခိုရမှာကြောက်တယ် ဟုတ်တယ် အခုအာနာသိမ့်ပြီးတော့ပိုဆိုးလာတော့တရုတ်ကသူ့အကျိုးစီးပွားကောက်ွယ်ဖို့ပိုပြီးပပနနကစားလာရတာပေါ့ ဒီလိုနှစ်ပတ်ဆက်ဆံရေးကိုထင်းထားနိုင်တော့တရုတ်ကပဲငင်းချင်းရေးလုပ်ပေးနိုင်မယ့်အနေအထားမျိုးဖြစ်လာတယ်လို့ပြောလို့ရမလားရှောင်းမြောင်းမှာအပြည့်ဖို့သူပဲကြောင်းဝင်ဖေးခဲ့တာလေ အတိုင်းအတာတစ်ခုထိတော့ဟုတ်ပါတယ်သူရဲ့ဩဇာသုံးပြီးအပြည့်ရဖို့စကားပြောဖို့ဖိအားပေးနိုင်တယ်ဒါမဲ့တရုတ်ရဲ့အဓိကရည်မှန်းချက်ကတည်ငြိမ်ရေးနဲ့သူစီးပွားရေးတွေလဲပတ်ဖို့လေတကယ်စစ်မှန်တဲ့ငြင်းချမ်းရေး Federal Democracy ဖြစ်လာဖို့ကိုဦးစားပေးမယ်မထင်ဘူးလို့သုံးသပ်ကြတယ် ဟုတ်ကဲ့ အခုဆိုရခိုင်မှာ AA ကအတားစီးရနေတော့ကြောက်ဖြူအတွက် AA နဲ့ပါတရုတ်ကဆက်ဆံရတော့မှအနေထားရှိနေပြီ တရုတ်ရဲ့အခန်းကဏ္ဍကတော်တော်ရှုထွေးပါလားဒါဆိုတခြားအင်အားကြီးတွေပဲလွှဲကြည့်အောင်အိန္ဒိယသူတို့ကြတော့တရုတ်လိုမဟုတ်ဘူးနော် ဟုတ်ပါတယ်အိန္ဒိယတရုတ်လိုဟန်ချက်ညီအောင်ကစားဖို့စ조사ပေမဲ့အခက်ခဲရှိတယ်သူတို့အဓိကစိတ်ပူတာကသူတို့ရဲ့အရှိမြောက်ပြည်နယ်ရဲ့လုံခြုံရေး နေစာကိစ္စ ဟုတ်ကဲ့အထူးသဖြင့်မြန်မာဘက်ကိုအခြေပြုပြီးလှုပ်ရှားနေတဲ့အိန္ဒိယစန့်ကျင်ရေးသူပုံအဖဲ့ဒီကိစ္စအဲ့ဒါကိုနှိမ်နှင်းဖို့ကအိန္ဒိယအတွက်အရေးကြီးဆုံးပဲဒါကြောင့်အိန္ဒိယကစစ်ကောင်စီနဲ့လုံခြုံရေးကူးပေါင်းဆောင်ရွက်မှုတွေတေးတေးလေးလုပ်ခဲ့တယ်လို့အရင်းမြစ်တွေကဆိုတယ် တရင်တွေဖလှယ်တာတို့နေစာဖြတ်ကျော်စစ်စင်ရေးတွေမှာကုညီတာတို့ဆိုလိုတာလား ဟုတ်ကဲ့အဲ့ဒီသမိုးမျိုးပေါ့2020မှာမေလကမဏိပူရမှာထစ်ခဲ့တဲ့ဖြစ်စဉ်ဇူလိုင်လကမြန်မာတဲကခေါင်းဆောင်တချို့ကိုအိန္ဒိယ drone နဲ့တိုက်ခိုက်တယ်ဆိုတဲ့သတင်းတွေကဥပမာပဲပေါ့ ဒါပေမဲ့အိန္ဒိယကတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တဲ့ပေါ်မှာတရုတ်လိုဩဇာမရှိဘူးစီးပွားရေးရာလည်းအများကြီးกว่าတယ်နော် ဟုတ်ပါတယ်ဒါကြောင့်တရုတ်လိုကစားကွက်မျိုးတုံးဖို့ခက်တယ် ယူရှားကတော့လက်နက်ရောင်းတဲ့ဘက်ကအဓိကပါတယ်တာလား မြန်ပါတယ်မြန်မာစစ်တပ်ကတရုတ်ကိုမိခိုမှုရှော့ချခြင်းတော့ယူရှားနဲ့ကာကွယ်ဆက်ဆံရေးတူးမြင့်ခဲ့တာလေ MiG-29 နဲ့ Mi-35 ရဟတ်ယာဉ်တွေအများကြီးဝယ်ထားတယ် အခုအဲ့ဒါလေးကမြေပြင်စစ်ကူအထီးနာချင်းမှာအရေးပါနေပြီပေါ့ ဟုတ်ပါတယ်လေချောအသားစီရဖို့ဒီရုရှားလုတ်လေရင်တွေရဟတ်ရင်တွေကိုအတိကအားကိုးနေရတယ်သူပုံထင်းချုပ်နေမြေတွေကိုလေချောင်းကတိုက်တာစစ်ကူပို့တာတွေမှာသုံးနေရပေါ့ ဒါပေမဲ့ယူကရိန်းစစ်ကြောင့်ယူရှားကိုယ်တိုင်လည်းအင်အားနဲ့အာရုံစိုက်မှုလျော့သွားနိုင်တယ်လို့ဆိုတယ် ဟုတ်ကဲ့အဲ့ဒါလည်းဖြစ်နိုင်ခြေရှိပါတယ်မြန်မာကိုဘယ်လောက်ထိဆက်ပြီး support လုပ်နိုင်မလဲစောင့်ကြည့်ရမှာ စိတ်ဝင်စားမှုကောင်းတာကယူရှားနဲ့ကြည့်ရုံကယူကရိန်းလိုကိစ္စမှာအနောက်ကိုစန့်ကျင်ဖို့အတူရစ်ပင်ပဲမြန်မာရေးမှာတော့ကိုလန်းကိုသွားနေကြပုံပဲ ဟုတ်ကဲ့ကိုအကျိုးစီးပွားကိုမဟာဗျူဟာနဲ့တီးခြားစီသွားနေကြပုံရတယ် ဒါဆို American ဘက်ကိုကြည့်အောင်သူတို့ရဲ့ချင်းကပ်ပုံကပိုပြီးတွေ့ပိုင်းနေသလား
American မူဝါဒကပိုတတိထားပုံရတယ်ရှင်စစ်ကောင်စီကိုတိုက်နေတဲ့အဖွဲတွေကိုတိုက်ရိုက်လက်နက်ပေးတာမျိုးရှောင်တယ် NUG နဲ့ PDF တွေကို non lethal aid လို့ခေါ်တဲ့တေစင်နိုင်တဲ့လက်နက်မဟုတ်တဲ့အကူအညီတွေပေးတာကိုအဓိကထားတယ် ဆိုတော့စစ်တွေရေးဆက်စေဝါအကားအကွယ်ပစ္စည်းအဲ့လိုမျိုးတွေပေါ့ ဟုတ်ပါတယ်ဒါပေမဲ့ဒါကလူသိရှင်ကြားပါတယ်တကယ်တမ်းရွက်ဝက်အကူအညီတွေပုံများနိုင်တယ်လို့ယူဆကြတယ် တစ်ဖက်မှာလည်းစစ်ကောင်စီရရှိတွေသူတို့စီးပွားရေးတွေကိုတန်ခတ်ထားတယ်နောက်ပြီးထိုင်းကိုပို့ပါဝင်လာဖို့တွန်းအားပေးနေတယ်ချင်းမိုင်မှာဒေါ်လာတန်240ရှိတန်ကောင်စုံယုံအကြီးကြီးဆောင်နေတာလဲထောက်လင်းရေးတကယ်လို့ပြောကြတယ်နော် ဟုတ်ပါတယ်ဒီကောင်စုပုံယုံကညီမြန်မာပြည်တွေကအခြေအနေတွေလက်နက်ကင်ခွာတဲ့ရလှုပ်ရှားမှုတွေကိုပို့ပြီးစောင့်ကြည့်လေ့လာနိုင်မယ်လိုအပ်ရင်တတိယအချက်လက်တွေပေးတာမျိုးလုပ်နိုင်တယ်လို့သုံးသပ်ကြတယ်ဒါအပြင်လေတက်တေတော့မခိုင်လုံသေးဘူးဒါမှဒေတာတွင်တရင်တချို့ကိုကိုးကားပြီး American ကဘင်္ဂလားဒေ့ရှ်ကဆပ်ပဇာမှာထောက်ပံ့ရေးစခန်းထောင်ပြီးရခိုင်က AA ချင်းက CNF လို့အဖွဲ့တွေကိုထောက်ပံ့မှုစဉ်းစားနေတယ်ဆိုတာမျိုးတွေလည်းပြောနေကြတယ်ရခိုင်ကိုလင်းရင်မပြန်တန်းရအောင်လို့ဖို့ထီတောက်စဉ်းစားနိုင်တယ်လို့ဆိုကြတယ် ဒါကတော်တော်ပြင်းထန်တဲ့လှုပ်ဆောင်မှုတွေဖြစ်လာနိုင်တာပေါ့အဲ့ဒီရဲ့မဟာဗျူဟာရေမန်းချက်ကတရုတ်ရဲ့ကြောက်ဖရုကိုပစ်မှတ်ထားတာလား အများစုကတော့အဲ့လိုပဲမြင်ကြတယ်ရှင်အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နဲ့ဆန်နာမှာအမေရိကန်နဲ့နှိစက်တဲ့ဒါမှမဟုတ်ဩဇာခတ်နိုင်တဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရနေမျိုးတွေရှိလာရင်တရုတ်ရဲ့အိန္ဒိယသမုဒ္ဒရာထပ်ပေါက်ကိုထိန်းချုပ်ဖို့ချင်းချုပ်ဖို့လွယ်သွားမယ်လေ ဟာဒါကြောင့်ဝါရှင်တန်ကတရုတ်ရဲ့စင်ကြံကိုအားနည်းအောင်လုပ်နေချိန်မှာပေကျင်ကလည်းအဲ့ဒါကိုကာကွယ်ဖို့စူးစမ်းနေရတာပေါ့ ဟုတ်ပါတယ်အားပြိုင်မှုကအဲ့ဒီမှာပြင်းထန်နေတယ် ထိုင်းကတော့နွေနေမိအရှိဆုံးထိနေတဲ့ထိုင်းကဘလို့ရည်တည်နေလဲ ထိုင်းကတော့အရင်တတိထားနေရတယ်ကိုယ့်စီကိုမတည်ငြိမ်မှုတွေကူးလာမှအဓိကကြောက်တာပေါ့လောလောဆယ်တော့ထိုင်းမေပေါ်လှုပ်ရှားနေတဲ့ PDF ဖွဲ့တချို့ရဲ့လှုပ်ဆောင်မှုတွေကိုမတိချင်အောင်စောင့်ထားရုံလောက်ပဲလုပ်နိုင်ပုံရလဲ တရုတ်ရဲ့ဩဇာကလည်းရှိနေတော့တိုက်ရိုက်စိန်ခေါ်ဖို့ခက်မှာပေါ့ ဟုတ်ကဲ့တရုတ်ကိုစန့်ကြည့်မှုဝင်လင်းနေပုံရပါတယ် ဒါတွေကိုစုပြီးပြန်ကြည့်ရင်မြန်မာပြည်ကပြည်တွင်းစစ်မီးလောင်နေတာအပြင်ကိုပြင်ပအင်အားကြီးတွေရဲ့မဟာဗျူဟာခစားပွဲကြီးရဲ့အလဲခေါင်းလို့ဖွင့်နေတာပဲ အတိအကျပါပဲရှင်စစ်တူရင်ခုံလိုပဲတရုတ်ကသူ့ရဲ့စင်ကြံကိုကာကွယ်ဖို့အကွက်ရွှေတယ်အမေရိကန်ကအဲ့ဒါကိုတံပြန်မှုအကွက်ရွှေတယ် ဟုတ်တယ် ဒီအပြင်ကအနှစ်ဖက်ကစားရင်းကြားဝင်စိတ်ဆက်သူလို့လုပ်ဖို့ကြိုးစားရတယ်အိန္ဒိယကသူ့နယ်စပ်လုံခြုံရေးကိုပဲကြည့်တယ်ရုရှားကတော့လက်နက်ရောင်းပြီးအမျက်ထုတ်ဖို့ပဲ ဒီအပြင်ကအင်အားကြီးတွေရဲ့အကျိုးစီးပွားတွေမဟာဗျူဟာတွေကမြန်မာပဋိပက္ခကိုဘယ်လောက်ထိဆက်ရှည်စေမလဲဘယ်လိုအဆုံးသတ်မလဲဆိုတာကိုအဆုံးဖြတ်ပေးနိုင်တဲ့အချက်ဖြစ်နေပြီ ဟုတ်ပါတယ်အရင်မြက်တွေကသုံးသက်တာကဒီတိုင်းဆက်သွားရင်တရုတ်ရဲ့ရီမန်းချက်နဲ့အမေရိကန်ရဲ့တံပြန်မှုတွေမလွဲမသွေထိတ်တိုက်တွေ့နိုင်တယ်အဲ့ဒီအခါမြန်မာပြည်သူတွေပဲကြားကပိုခံရနိုင်တယ်လို့ဆိုထားတယ် စိတ်မကောင်းစရာပဲ ဟုတ်ကဲ့ဒီပြမအင်အားကြီးတွေပါဝင်မှုသူတို့ကစားကွက်တီကြောင့်မြန်မာအရေးကပိုရှုထွေးပိုနက်နေပြီးအဖြေရှာဖို့ပိုခက်လာစေရပေါ့တနည်းပြောရရင်သူတို့အကျိုးစီးပွားအသက်ဒီပဋိပက္ခကိုနောက်ွယ်ကနေပုံထွေးနေကြသလိုဖြစ်နေတယ် ကဲဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့ရတဲ့ကိုအတူချုပ်ပြန်ကြည့်ရအောင်မြန်မာနိုင်ငံဟာဘ ਹੁ အစိုးရအာဏာရဲ့အာဏာနေတယ်ပြည်တွင်းမှာတိုင်းဒေသလက်နက်ကင်တွေ PDF ဒီအဆုံဆုံသောအဖွဲ့တွေကကိုယ်ရမန်းချက်နဲ့ကိုယ်အစိတ်စိတ်မြောင်မြောင်ချင်နေတယ် ဟုတ်ကဲ့တစ်ချိန်တည်းမှာပဲဒီပါတိပက္ခကပြည်တွင်းရေးတက်တက်မဟုတ်တော့ဘူးဒေတာတွင်းနဲ့ကမ္ဘာအိမ်အားကြီးတွေဖြစ်တဲ့ကျရုပ်အမေရိကန်အိန္ဒိယယူရှားတို့ရဲ့မဟာဗျူဟာတွေအားပြိုင်မှုတွေလာဆုံနေတဲ့ကစားကွင်းကြီးဖြစ်နေတယ်အထူးသဖြင့်ကျရုပ်ရဲ့အိန္ဒိယသမုဒ္ဒရာထွက်ပေါက်စင်ကြလန်းချောင်းဖော်ဆောင်မှုနဲ့အဲ့လာကိုဟန်တာထရင်းချုပ်လေတဲ့အမေရိကန်ရဲ့တံပြတ်မဟာဗျူဟာတွေကြားကအားပြိုင်မှုကအဓိကမောင်းနေအားဖြစ်နေတာတွေ့ရတယ်ရှင် ဟုတ်ကဲ့ဒီနေ့လီလာခဲ့တဲ့ရင်းမြစ်ဒီနဲ့မြန်မာပဋိပက္ခရဲ့အတွင်းရောအပြင်ရောရှုပ်ထွေးမှုပါဝင်ပတ်သက်မှုတွေကိုပို့ပြီးမြင်လာလာပါတယ်တကယ်ပေါင်းဆောင်ကနည်းနည်းတဲ့အရှင်ကြီးပဲဗျာ ဟုတ်ပါတယ်ဒီဆွေးနွေးမှုအဆုံးမသတ်ခင်မှာစဉ်းစားစရာမေးခွန်းလေးတစ်ခုထားခဲ့ခြင်းပါတယ်ရှင် ဟုတ်ကဲ့ဒီလောင်များတဲ့ပြည်တွင်းဖွဲ့စည်းရဲ့မတူကွဲပြားတဲ့ရီမန်းချက်တွေနောက်ပြီးပြင်ပအင်အားကြီးတွေရဲ့စန့်ကျင်ဘက်မဟာဗျူဟာတွေရိုးထွေးနေတဲ့ပဋိပက္ခကြီးထဲမှာလဲအားလုံးအတွက်အနေနဲ့များလက်ခံနိုင်မယ်တကယ်အလုပ်ထင်မဲ့ငင်းချမ်းရေးလမ်းကြောင်းဆိုတာကိုဘလို့များဖော်ဆောင်နိုင်မှာပါလဲ ခက်ခဲတဲ့မေးခွန်းပဲဟုတ်ပါတယ်ဒါမှမဟုတ်ရင်ရောဒီပြင်ပအားပြိုင်မှုတွေမဟာဗျူဟာကစားကွက်တွေကပဲဒီပဋိပက္ခကိုပိုနှက်ဆိုင်ပိုရှေ့ကြစေသည်မြန်မာပြည်သူတွေအတွက်ရောဒေသတွင်းတည်ငြိမ်ရေးအတွက်ပါမရေရာတဲ့အနာဂတ်ကိုပဲဆက်ဖန်တီးနေဦးမှာလားအဲ့ဒါကတော့အလုံးဆက်ပြီးစောင့်ကြည့်ရမယ်ရေကြီးဆုံးမေးခွန်းတစ်ခုပါပဲရှင်